စာအုပ်ဒီမညညာလုံးငါမီးရှို့လိုက်ပြီကွာမင်းနေတော့ရက်ွက်ကိုညညာလုံးငါမီးရှို့လိုက်ပြီကွာစီဘလည်းမရောက်ဖြစ်ပါငါရီရောက်တဲ့တငယ်ချင်းဆိုမီးရှို့လိုက်ပြီကွာဖြစ်လာနိုင်တဲ့ကြောင်းများကိုငါအနာဂတ်မှလည်းမခံရလို့ချိုးလိုက်ပြီကွာမေရောကပြောက်ဖို့ရာငါထဲကပေးရစီရီအမီးရှို့လိုက်ပြီကွာနေကောင်းလာမေးဖို့ရာမေရောကပြီးရှို့လိုက်ပြီကွာရဲ့ညရဲ့စတဲ့ပါခင်မောင်လေးကိုပြီးရှို့လိုက်ပြီကွာဖြစ်လာနိုင်တဲ့ကြောင်းများကိုငါအနာဂတ်မှလည်းမခံရလို့ချိုးလိုက်ပြီကွာငါလူကောင်းတယောက်ဟုတ်တာမင်း